ကင်မရာရပြီးနောက် ရေဘက်ကာဟာအိမ်မှာအချိန်နည်းနည်းပဲကုန်ဆုံးခဲ့ပါတယ်။သူမစိတ်ဝင်စားတဲ့အရာတွေကိုဓာတ်ပုံရိုက်ရင်းအဆက်မပြတ်လျှောက်သွားနေခဲ့ပါတယ်။ကင်မရာမပါပဲမနေနိုင်သလိုကြောင်းကိုတောင်နေ့တိုင်းယူလာခဲ့ပါတယ်။သူမဟာကင်မရာကိုအမြဲတည်ဆောင်သွားတာကြောင့်သူမရဲ့အတန်းဖော်အများစုကသူမကိုထူးဆန်းတယ်လို့မြင်လာကြပါတယ်။တညမှာဆယ်ကျော်သက်4ယောက်ကရေဘက်ကာကိုသူတို့နဲ့အတူပါတီတက်ဖို့ဆွဲဆောင်ခဲ့ပါတယ်။အစပိုင်းမှာတော့သူမငင်းဆန်ခဲ့ပေမဲ့အကြိမ်ကြိမ်ဖိအားပေးခံရပြီးနောက်ဆုံးမှာသွားဖို့သဘောတူခဲ့ပါတယ်။ပါတီကိုရောက်တဲ့အခါရေဘက်ကာဟာရက်ဆက်စွာအဆက်ခွဲခံရတဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။သူမရဲ့အတန်းဖော်တွေကသူမကိုလောင်ပြောင်ခဲ့ကြပြီးတချို့ဆိုရင်သူမအဝတ်တွေချွတ်နေချိန်မှာသူမရဲ့ကိုယ်ပိုင်ကင်မရာကိုသုံးပြီးမတင်လျော်တဲ့ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်။အဲ့ဒီအဆက်ခွဲခံရတဲ့ဓာတ်ပုံတွေဟာနောက်ပိုင်းမှာကျောင်းတစ်ကျောင်းလုံးမှာပြန့်နှံ့သွားပြီးလူတိုင်းမြင်တွေ့ခွင့်ရခဲ့ပါတယ်။အဆက်ရမှုကိုမခံနိုင်တဲ့အတွက်ရေဘက်ကာဟာနောက်ဆုံးမှာသူမရဲ့အိမ်ရှိမှာကိုတက်တည်သွားခဲ့ပါတယ်။နောက်ပိုင်းမှာရဲတွေကဓာတ်ပုံတွေကိုရိုလန်ကိုပြခဲ့ပါတယ်။သူသမီးဖြစ်ပျက်ခဲ့တာကိုမြင်တော့အဖြစ်ရှိတဲ့ဆယ်ကျော်သက်4ယောက်ပေါ်ဒေါသနဲ့မုန်းတီးမှုတွေပြင်းထန်စွာဖြစ်ပေါ်စေခဲ့ပါတယ်။ရေဘက်ကာရဲ့တည်ဆုံမှုအတွက်လက်စားချေဖို့ဆုံးဖြတ်ထားတဲ့ရိုလန်ဟာသူတို့တယောက်ကိုတယောက်လိုက်လံရှာဖွေခဲ့ပါတယ်။သူဟာသူတို့ထဲက3ယောက်ကိုဖမ်းဆီးပြီးရက်ဆက်စွာတပ်ဖြတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စတုထမြောက်ဆယ်ကျော်သက်ကိုတပ်ဖို့ကြိုးစားတဲ့အခါရဲတွေရောက်လာပြီးဝင်ရောက်ဆွတ်ဖက်ခဲ့ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့အတွက်ရဲတွေကရိုလန်ကိုဆယ်ကျော်သက်ကိုထိခိုက်အောင်မလုပ်နိုင်အောင်ပစ်ခတ်ခဲ့ကြပါတယ်။ရိုလန်ဟာပိုလာရိုက်ကင်မရာကိုလက်ထဲမှာကင်ထားရင်းတည်ဆုံသွားခဲ့ပါတယ်။ကလေး4ယောက်ကိုသူတို့ရဲ့ရက်စက်မှုအတွက်အပြစ်ပေးခြင်းအပြင်ရေဘက်ကာသူမခံနိုင်ခဲ့ဘူးသူ့ဒေါသကသူ့ကိုလူသက်သမားတစ်ယောက်အဖြစ်ပြောင်းလဲစေခဲ့တယ်ပြီးတော့သူလုပ်ခဲ့တယ်သူတို့အားလုံးအပြစ်ပေးခံရတဲ့အထိသူမရက်တန့်ဘူးသူတနက်ကင်ပြီးတေဆုံးသွားခဲ့တယ်သူမရဲ့မိသားစုရဲ့ဝမ်းနည်းဖွယ်ဇလန်းကိုဖွင့်ဟပြီးနောက်လီနာကရိုလန်ရဲ့လက်စားချေမှုကနေအသက်ရှင်ကျန်ရစ်ခဲ့တဲ့တူးလေးသောဆယ်ကျော်သက်ရဲ့ဓာတ်ပုံကိုဘတ်နဲ့ကော်နာကိုပြခဲ့တယ်သူမကဘတ်ကိုအဲ့ဒီလူကိုရှာပြီးရိုလန်စတင်ခဲ့တဲ့အရာကိုပြီးအောင်လုပ်ဖို့တောင်းဆိုခဲ့တယ်ဘတ်ကသူ့ကိုရှာတွေ့ပြီးတတ်နိုင်ရင်ကျိန်စာကနောက်ဆုံးမှာအဆုံးသတ်သွားနိုင်တယ်လို့ယုံကြည်ခဲ့တယ်သူမကကေစီကိုချက်ချင်းဖုန်းဆက်ပြီးသူတို့เจ้าမှာသူတို့နဲ့တွေ့ဖို့ပြောခဲ့ပါတယ်ဘတ်နဲ့ကော်နာကလိုကတ်ဟာဘာအထက်တန်းကျတောင်းကိုအပြေးလွှားသွားပြီး1984ခုနှစ်ကចောင်းသားမှတ်တမ်းတွေကိုရှာဖွေခဲ့ကြတယ်။နောက်ဆုံးမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ဆယ်ကျော်သက်ရဲ့အထောက်အထားကိုရှာတွေ့တဲ့အထိဖိုင်တွေကိုဂရုတစိုက်စစ်ဆေးခဲ့ကြတယ်။ Sheriff Pimero သူတို့လုံးဝအံ့အားသင့်သွားတာကအဲ့ဒီလူက Sheriff Thomas ဖြစ်နေတယ်သူတို့နှစ်ယောက်စလုံးမယုံနိုင်ကြဘူးအဲ့ဒီအချိန်မှာပဲ Thomas က Casey နဲ့အတူသူတို့နောက်မှာရုတ်တရက်ပေါ်လာခဲ့တဲ့အဖွဲ့သားတွေကစေဘယ်မိသားစုနဲ့သူတို့တင်ယူခဲ့တဲ့အရာအလုံးကိုဆွေးနွေးကြတယ် Thomas ကလီနာကသူနဲ့သူ့တငယ်ချင်း3ယောက်အကြောင်းဘာပြောခဲ့လဲလို့မေးတယ်ဘက်ကလီနာက Thomas နဲ့သူ့တငယ်ချင်းတွေကိုရေဘက်ကစေဘယ်ကိုအဆက်ခွဲပြီးအနိုင်ကျင့်တယ်လို့ဆွဆွဲတယ်လို့ရှင်းပြတယ်ဒါကိုကြားတော့ Thomas အံ့အားသင့်သွားပြီးလီနာရဲ့ဇလန်းကလုံးဝမားတယ်လို့ချက်ချင်းပြောလိုက်တယ်ဘက်ကဖြည်းဖြည်းချင်းပိုလာရိုက်ကင်မရာကိုထုတ်ပြီးသောမတ်ရဲ့ဓာတ်ပုံရိုက်ဖို့စဉ်းစားလိုက်တယ်ဒါပေမဲ့အချိန်တန်တဲ့အခါသူမဘာလို့ရမှန်းမသိတော့ဘူးဘက်ကဘာလို့ရမှန်းမသိတာကြောင့်ကော်နာကရုတ်တရက်ကင်မရာကိုဆွဲယူပြီးသောမတ်ရဲ့ဓာတ်ပုံကိုရိုက်လိုက်တယ်